မင်္ဂလာပါရှင်ညင်းပေါက်လို့စိတ်ညစ်နေရတဲ့လူတွေရှိလားယင်းဘတ်ခုပါပင်တွေမှာအကွက်ဖြစ်ပြီးအလှပြက်နေတာဟုစိုးရိမ်နေစရာမလိုတော့ပါဘူးဒီနေ့မှာမြင်းပါရိုးရစင်းနီးကောင်းလေးတစ်ခုကိုမျှဝေပေးသွားမှာပါနော်ညင်းဆိုတာကမလက်စီဇီယာလို့ခေါ်တဲ့မှုတစ်မျိုးကြောင့်ဖြစ်တာပါဒါကြောင့်ပျောက်ကင်းဖို့ဆိုရင်မှုကိုတိတ်ထုတ်နိုင်တဲ့အရာတစ်ခုလိုပါတယ်အဲ့ဒါကတော့အစွမ်းထက်တဲ့ဒန်းကျွဲပင်စေးပဲဖြစ်ပါတယ်ကဲစင်းနီးလေးစလိုက်ရအောင်ပထမဦးဆောင်ဒန်းကျွဲပင်အစီတွေကိုယူပါပြီးရင်မြေအိုးထဲမှာမီးကျွမ်းတဲ့အထိလှော်လိုက်ပါအဲ့ဒီနောက်မှာတော့အမှုထစ်အောင်တေချာထောင်းရမှာပါနော်အဲ့ဒီရလာတဲ့ဒန်းကျွဲမှုကိုနှမ်းစီစစ်လေးနဲ့ရောမွေပေးပါနှမ်းစီအစမတီနဲ့လည်းစိတ်မပူပါနဲ့တန်ပူရရည်နဲ့ရောပြီးလိမ့်ပေးလို့ရပါလေနော်ဒီအယောနောကိုညအိယာမဝင်ခင်ညင်းပေါက်တဲ့နေရာတွေကိုလိမ့်ပေးပါအရေးအကြီးဆုံးကတော့10ရက်တိဇွဲမလျှော့ပဲလိမ့်ပေးဖို့ပါပဲရှင်10ရက်ပြည့်တဲ့အခါညင်းနေတိတာတာတောက်ကင်းသွားပြီးပင်ကိုအသားရည်အလတ်ကိုပြန်လည်ရရှိလာမှာပါဒါဟာရိုးရာစင်းနီးကောင်းတစ်ခုပါရှင်စိတ်မညစ်ပါနဲ့တော့နော်ဒီနီးလေးကိုကိုယ်တိုင်စမ်းကြည့်ပြီး reset ကောင်းရင် comment မှာပြန်လာပြောခဲ့ပါအောင်နော်တခြားသူတွေလည်းသိရအောင် like and share လုပ်ပေးဖို့မမေ့နဲ့ဦးနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်အားလုံးပဲအဆင်ပြေကြပါစေရှင်